မိမကြီးယောဟာလာတဖက်ကိုရွေးနေပြုလုပ်ထားသူဖြစ်တယ်။တနေ့မှတော့ဟဲ့တစ်ခုနေစင်တစ်ပင်လဲခဲ့ပြီးဒူမရဲ့လာပေါ်ကိုပြသွားတယ်။ဒူမရဲ့ king ပုံကတစ်ပင်ကိုဖယ်ရှားဖို့အားထုတ်ခဲ့ပေမဲ့မနိုင်ခဲ့ဘူး။နောက်ဆုံးမှဒူမရဲ့အတတ်ကိုကဲတင်ဖို့တော့လာကိုလမ်းတန်းနဲ့ဖြတ်ပစ်ရမယ်လို့ဆုံးဖြတ်လိုက်တယ်။အတတ်ချင်းချန်ခဲ့တော့လေလာဖြတ်သွားတဲ့နေရာကိုကြည့်တိုင်းဒူမစိတ်မကောင်းဖြစ်နေခဲ့တယ်။ဒါကိုမြင်တဲ့ king ပုံကဒူမတော့လာအတူထပ်ဖက်ပြုလုပ်ပေးလိုက်တယ်။ဒါပေမဲ့ဒူမကရွေးလာဖြစ်ရမယ်လို့တောင်းဆိုခဲ့တယ်။ရက်အနေငယ်အကြမှာ king ပုံကရွေးလာတစ်ဖက်ပြုလုပ်ပေးနိုင်ခဲ့တယ်။ဒါဆိုအဲ့ဒီရွေးလာကြောင့်ဒူမရဲ့ကိုခတာမှာအနာယောဂပေါ်ပေါက်လာခဲ့တယ်။မကခင်မှာတဲ့ဒူမအားနဲ့လာပြီးနောက်ဆုံးအတတ်ဆုံးရှုံးသွားတယ်။မစိခင်မှာတော့ king ပုံကိုကတိတခုပေးစေခဲ့တယ်။နာကို single ဟက်တဲ့အခါရွေးလာနဲ့အတူ single ပေးပါလို့ king ပုံကလည်းအဲ့ဒီအတိုင်းလောက်ဆုံးပေးခဲ့တယ်။နှစ်အနေငယ်ကြပြီးနောက် king ပုံဟာ sing ren 1ပါလာပြီးအတတ်မွေးဝမ်းကြောင်းကိုဟာဤစာလို့အပလာတဲ့နောက်ဆုံးမှာတော့မဲမရဲ့တင်ချိုင်းကိုတွားပြီးမြေကိုတူးဖော်လိုက်တယ်။ရွှဲလာကိုထုတ်ယူလိုက်ချိန်မှာပဲမဲမရဲ့မြေကလုံးတဲ့ရုတ်တဲ့ဖွင့်လာခဲ့တယ်။ဒါပေမဲ့သူကရဲမယူပဲရွှဲလာကိုယူပြီးအင်ကန်လာခဲ့တယ်။ညအချိန်မှာပေါ့တန်ခါခောက်တန်ကားရတဲ့ရောင်ယွန်းစာရအတန်တခုနာရွှဲလာပြန်တယ်။ရောက်လာနေတဲ့ king ပုံကရွှဲလာကိုပြန်ပေးလိုက်တယ်။ဒါပေမဲ့ရွှဲလာကိုပြန်ယူလိုက်ပြီးနောက်မဲမဟာသူ့ကိုမလွတ်လပ်စွာထားခဲ့ဖို့မကြခင်မှာပဲသူ့အတကိုယူဆောင်သွားခဲ့တယ်။နောက်ထပ်ဒီလိုဗီဒီယိုတဲ့ setting နိုင်ရဲ့ like and follow အဲ့တွေနဲ့ကိုရေးပေးကြပါအောင်